ကယ်တော့ဒုက္ခဆိုတာအမြင့်တစ်ခုကိုတက်ဖို့အတွက်လိုအပ်တဲ့အရင်းအနှီးကိုဒုက္ခလို့ခေါ်တယ်ဒုက္ခဆိုတာငရုတ်သီးစားရတယ်လို့ပဲစက်တယ်ဒါပေမဲ့အရသာတော့ရှိတယ်ပင်လည်းရှိရင်လှိုင်းရှိတယ်လို့ဘဝရှိရင်ဒုက္ခဆိုတာရှိတယ်တကယ်တော့ဒုက္ခဆိုတာတဘာဝတရားကြီးကပေးထားတယ်လူတယောက်ကဘဝကိုစိတ်ဓာတ်မာကျောသွားအောင်ခိုင်ခန့်သွားအောင်သူရဲကောင်းတွေဖြစ်အောင်အာဇာနည်တွေဖြစ်အောင်ပြုပြင်မွမ်းမံစီရင်ချေတတ်တဲ့စုတွေစောက်တွေကိုဒုက္ခလို့ခေါ်တယ်ဒုက္ခမတွေ့ဘူးတဲ့သူကဘယ်တော့မှအောင်မြင်မှုကိုလည်းရမှာမဟုတ်ဘူးပေါင်းလေးကပြောတာမင်းတို့ပဲတွေးကြည့်ကွာမဟာဇနကတင်းမောတာမပြတ်ရင်ရာဇဝင်တွင်စရာအကြောင်းရှိဘူးတင်းမောပြတ်ခြင်းဆိုတဲ့ဒုက္ခကြောင့်ဇနကရာဇဝင်တွင်သွားတာလေ